အားလုံးပဲမင်္ဂလာပါရှင်ဒီခါဖတ်ပြခြင်းတဲ့စာအုပ်လေးကတော့ဆီယာမမဟော်စီရဲ့မေတ္တာအလင်းနဲ့စွမ်းအားဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်စိတ်နဲ့ကိုယ်နဲ့ကပ်အောင်နေတရက်ကတငယ်ချင်းနဲ့စကားပြောပြီးတော့သူကငါလေးဖျားစွန်းတော်ကပ်ဖို့ကြော်ထားတဲ့ငဖဲကြော်တွေကိုမေ့ပြီးတော့ကောက်စားလိုက်မိတယ်လို့ပြောပါတယ်ကျမကလည်းတောက်တော်ရေခွက်ထဲရေမထဲပဲဖျားကပ်လိုက်မိတယ်လို့ပြောရင်ကျမတို့ရည်မိကြတယ်ဒါမျိုးအဖြစ်အပျက်လေးတွေကနေ့စဉ်ဘဝမှာဖြစ်တတ်ပါတယ်ဖျားသာရှိခိုးနေတယ်ဘယ်ရောက်လို့ရောက်နေမှမသိဘူးပတိတာစိတ်နေတယ်ဘယ်နှစ်ပတ်ရောက်လို့ရောက်နေမှမသိဘူးစားတာစားနေတယ်ပါဇက်ထဲဘာတွေဘလောက်ဝင်သွားမှမသိဘူးဆိုတာမျိုးတွေဟာ grounded မဖြစ်တဲ့သဘောပါပဲစိတ်နဲ့လူနဲ့မကတ်တာမျိုးပေါ့ grounded ရဲ့အဓိပ္ပာယ်ကတော့ well balanced and stable ဟန်ချက်ညီမှုရှိတယ်အကျိုးကြောင့်ဆင်ခြင်နိုင်မှုရှိတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲတတိရှိနေတာကိုဆိုလိုခြင်းလည်းဖြစ်ပါတယ်တခါတလေကျတော့စိတ်ကလေထဲမှာမျောနေတဲ့တရွက်6ကလေးလိုဟိုရောက်ဒီရောက်နဲ့လွင်မျောနေတတ်တယ်တရွက်လိုစိတ်နဲ့ဖြစ်နေတဲ့အချိန်မှာကျမကကားမောင်းရင်းမှာပဲဘေးမှာထိုင်နေတဲ့အမေကိုအမေအခုမွန်တို့ဘယ်သွားနေတာလဲဖုန်ကြီးကျောင်းလားဈေးလားလို့ပြန်မေးရတဲ့အခါတွေလည်းရှိပါတယ်ဒါကြောင့် mentally grounded ဖြစ်ဖို့လိုအပ်တယ်စိတ်ကတည်ငြိမ်နေတယ်ခိုင်မာနေတယ်ရောက်ရက်ခတ်မနေတဲ့သူတွေကနေ့စဉ်ဘဝမှာအမှားနဲ့စွာနေထိုင်နိုင်တဲ့သူတွေဖြစ်ကြတယ်သူတို့ကအမြင့်ခိုင်နေတဲ့တစ်ပင်ကြီးတွေနဲ့တူတယ်တရွက်6ကလေးတွေလိုလူးလွန်းမျောပါနေတဲ့သူတွေကတော့ balance မဖြစ်ဘူးဟန်ချက်မညီဘူးအမြဲရိမ့်ထိုးလှုပ်ခတ်နေတတ်ပါတယ် grounded မဖြစ်တာကိုမောဟဖြစ်နေတယ်လို့လည်းပြောနိုင်ပါတယ်မောဟဟာမသိစိတ်ဖြစ်ပါတယ်တတိမကပ်ပဲဖြစ်ချင်သလိုတွေဖြစ်နေတော့နေ့စဉ်ဘဝရဲ့ကာယကံဝစီကံမနောကံတွေမှာအမားတွေကျူးလွန်မိကြသလိုအကုသိုလ်စိတ်တွေနဲ့ရှင်သန်လှုပ်ရှားနေတာမျိုးတွေလည်းကြုံရပါတယ်တရားကျင့်တဲ့လူတွေမှာတတိတွေအင်မတန်ကတ်နေတာကိုတွေ့ရတယ်တကယ်တော့ကျမတို့မှာတိစိတ်ဆိုတဲ့ conscious mind 900%သာရှိပါတယ်တဲ့အချိန်တိုင်းမှာမတိစိတ် set conscious mind 95%နဲ့အလုံးလုံးနေပြီးတွေးချင်သလိုတွေတွေးပြောချင်သလိုတွေပြောပြီးဖြစ်ချင်သလိုတွေဖြစ်နေတာဘယ်လောက်ကြောက်ဖို့ကောင်းပါသလဲ grounded ဖြစ်နေတယ်တတိကတ်နေတယ်ဆိုရင်တော့စိတ်ကအသေးငယ်ဆုံးသောအတွေးခံစားမှုလေးတွေအထိအလုံးလုံးနေတာကိုတွေ့ရတယ်တတိကတ်မိပြီးဆိုတာနဲ့ဒါကုလိုစိတ်လို့ပြောလို့ရပါတယ်ကုလိုစိတ်တွေရှိတဲ့အခါမှာကိုယ့်ရဲ့ဘဝကလည်းအတေးဆုံးအစိတ်ပိုင်းဖြစ်တဲ့အတွေးတွေခံစားမှုတွေကနေတဖြည်းဖြည်းပြောင်းလဲလာနိုင်ပြီး positive energy field တဲ့ကိုရောက်လာနိုင်တယ်ကောင်းမွန်သောစွမ်းအားတွေကိုဆွဲယူလက်ခံကျင့်သုံးနိုင်တဲ့ vibration တုန်ခါမှုတွေ energy စွမ်းအားတွေရရှိလာနိုင်တယ်ကောင်းတဲ့အရာတွေကိုယ့်ဘဝထဲကိုရောက်လာဖို့ဆိုတာကိုယ်တိုင်ရဲ့ vibration နဲ့ frequency တွေမြင့်နေမှလက်ခံတဲ့အားကိုယ်ကောင်းနေမှလိုင်းဆွဲအားအပြည့်ဖြစ်နေမှပဲဖြစ်နိုင်ပါလိမ့်မယ် grounded ဖြစ်တဲ့လူတွေဟာကိုယ်နဲ့စိတ်နဲ့ကပ်နေတယ်ကိုယ်နဲ့စိတ်နဲ့ဆက်သွယ်မှု connection ရှိတယ်ဒီခေတ်မှာ social media ပေါ်အာရုံစိုက်တာတွေလည်းအများများတယ်လိုအပ်တာတက်ပို့ပြီးမေးခွန်းတွေမေးနေမိတယ်တည်င်းတွေအရန်တီးချင်ပြီးဒရဆက်ရှာဖွေတာမျိုးဘယ်သူတွေဘာဖြစ်လဲဘယ်သူနဲ့ကဘာလဲအရန်တီးချင်နေတာမျိုးတွေရှိတယ်အာယုန်ရဲ့တဘာဝအရာမကောင်းတဲ့အကြောင်းတွေဆိုရင်အရန်တီးချင်တယ်အညီအဟောက်တွေဆိုရင်ပိုပြီးနားထောင်ချင်ကြတယ်ဒီလိုအကြောင်းတွေဟာကျမတို့ grounded ဖြစ်ဖို့ခက်ခဲတဲ့အခြေအနေတွေပဲဖြစ်ပါတယ်ဒါကြောင့်စိတ်ကိုပင်ပန်းဆင်းရဲဖြစ်စေတဲ့အစိတ်တောက်ဖြစ်စေတဲ့ဝန်းကျင်မှန်သမျှကိုရှောင်ကျဉ်ရပါမယ်စွန့်ခွာတဲ့စွန့်ခွာရပါမယ်ကိုယ်နဲ့စိတ်နဲ့ connection ရဖို့ grounded ဖြစ်ဖို့ကလေ့ကျင့်ယူလို့ရပါတယ်ဒါကတော့တတိကပ်ပြီးဝင်တက်ထွက်တက်မှတ်ပေးပါကြားတာမှန်သမျှကြားတယ်လို့သိပါမြင်တာမှန်သမျှမြင်တယ်လို့သိပါအနံ့ရတာမှန်သမျှနံတယ်မွေးတယ်ဆိုတာသိပါစားတာမှန်သမျှအရာတာကိုသိပါထိတာမှန်သမျှပူတယ်အေးတယ်ပျော့တယ်မာတယ်ကိုသိပါ
စိတ်ထဲမှာတွေးနေတဲ့အတွေးတွေမှန်သမျှကိုသိပါမျက်စိနားနှာလျှာကိုစိမ့်ဆိုတဲ့တကား6ပေါက်ကိုတတိဆိုတဲ့အဆောင်ချထားပါစိတ်ကလေးငြိမ်သက်အေးချမ်းသွားအောင်ရုပ်ခန္ဓာပိုင်းဆိုင်ရာအရာကူညီပေးနိုင်တဲ့အခြားချက်တွေလည်းရှိပါသေးတယ်မနက်အစောနေထွက်လာချိန်မှာနေကြီးနုနုလေးရဲ့အနှွေးထက်နဲ့အလင်းရောင်ကိုခံယူတာမြေကြီးပေါ်မှာဖနှက်မပါပဲမြေတက်ကိုခံယူတာအသက်ရှူလေးချင်ငန်းလုပ်ပြီးလေတွေကိုရှူတွင်းရှူထုတ်အဆုပ်ကိုတန့်စင်ပေးတာကိုကြိုက်တဲ့မွေးပြန်းတဲ့ရနံ့တွေနဲ့ aroma therapy ရနံ့ကုထုံးလုပ်တာစိတ်ကိုအေးချမ်းနေအောင်ထားတာတဘာဝရဲ့အတန်တွေတို့မဟုတ်ကိုယ့်ရဲ့စိတ်ကိုအေးချမ်းစေတဲ့တရားတန်ဂီတတန်တို့ကိုနားထောင်တာတွေကလည်းလူတစ်ယောက်ရဲ့စိတ်ကိုငြိမ်သက်သွားအောင်စိတ်နဲ့လူနဲ့ connection ရသွားအောင်ပံ့ပိုးဖြည့်ဆည်းပေးနိုင်တဲ့အချက်တွေဖြစ်ပါတယ်အပမဒီနာတမ္မာဒီထားဆိုတာမြတ်စွာဘုရားနောက်ဆုံးပြောခဲ့တဲ့တတိပေးစကားပါပဲတတိနဲ့နေဖို့ကျမတို့မှာခဲ့ပါတယ်တတိရှိနေတာ grounded ဖြစ်နေတာပါပဲကျေးဇူးတင်ပါတယ်ရှင်